ပြမပြည်သွားကြရအောင်ဘယ်လိုနည်းနဲ့သွားတာတော့ဆိုကာယကမ္မနာလို့ဆိုတဲ့ခန္ဓာကိုယ်နဲ့လမ်းလျှောက်သွားတဲ့အသွားနည်းမဟုတ်ဘူးစိတ်တကမ္မနာစိတ်နဲ့သွားတဲ့အသွားနဲ့သွားဘုန်းကြီးတို့တွေလည်းကြည့်နေစိတ်နဲ့သွားလိုက်အခုတရားနာရင်အိမ်ပြန်လိုက်ရင်ရောက်သွားတာပဲမဟုတ်လားမှန်လားပါဗျာလူကြီးကသာမရောက်တာနော်မှန်လားပါဗျာအခုတွေ့အခုရောက်သွားတာစိတ်ကအိမ်ကိုရောက်သွားအေးနိုင်ငံခြားလာတဲ့လူဆိုဘလောက်ဝေးတူတူပါပဲနော်ဘုရားဟိုလမ်းမှာရှိတဲ့အိမ်သွားတာနဲ့အတိုင်းအတာတစ်ခုနဲ့ဟိုအမေရိကန်ကအိမ်ပြန်တာနဲ့တူတူပဲမဟုတ်လားတူပါဗျာစိတ်ကတွေးလိုက်လို့ရှိရင်ဟောတူတူပဲရောက်သွားမှာပဲအတိုင်းအတာတစ်ခုစိတ်သွားတာအလွန်မြန်တယ်လေအလွန်မြန်တယ်အမေရိကန်နေတဲ့လူတယောက်ကလည်းပဲခုထိုင်းနေရတဲ့ကဲအမေရိကန်ပြန်လိုက်ပါဦးမယ်စိတ်ကလေးနဲ့ပြန်ကြည့်ခုပြန်ခုရောက်သွားတာပဲအဲ့ဒါကိုစိတ်တကမ္မနာလို့ခေါ်တယ်ရုပ်ခန္ဓာကိုယ်ကြီးကိုစိတ်ထဲမှာထည့်သွင်းလိုက်ပြီးတော့စိတ်အဖြစ်ရုပ်ခန္ဓာကိုယ်ကြီးကိုဖျောက်ပြီးတော့စိတ်အသင်ထည့်သွင်းလိုက်ပြီးတော့သွားလိုက်တဲ့အခါကျတော့လူပြည်မှာခုနကအရုဏဝတီမြို့တော်တောရကျောင်းလေးကနေပြုတ်ခနဲ့ပျောက်သွားပြီးတော့ဟိုမှာဘွားခနဲ့ပေါ်သွားတာစိတ်ကကမ္မနာလို့ခေါ်တယ်စိတ်နဲ့ကြွသွားနော်ဥပမာပေးထားတယ်ဘယ်လိုဥပမာပေးတော့ဆိုရင်ကွေးထားတဲ့လက်ကလေးကိုဆန်းလိုက်တယ်လို့အဲ့ဒါလောက်မြန်အောင်ရောက်သွားတယ်လို့ဆိုလို့တယ်ကွေးထားရကဆန်းလိုက်တဲ့အခါမှာအဲ့ဒီအချိန်ပိုင်းလေးနဲ့ပြမပြေရောက်သွားတယ်ပေါ့အကြာကြီးသွားနေစရာမလိုဘူးစိတ်ကကမ္မနာအခုသွားကိုရောက်သွားစိတ်ညစ်တဲ့အချိန်ချက်ချင်းရောက်သွားဆန်းထားတဲ့လက်ကလေးကိုကွေးလိုက်တဲ့အချိန်ပိုင်းလေးအတွင်းမှာမြတ်စွာဘုရားနဲ့အဘိဓုယဟန်တော်တို့ဟာပြမပြည်ရောက်သွားကြတယ်အဲ့ဒီလိုရောက်သွားတယ်ဆိုတာပင်ကိုရုပ်ပုံတန်တန်နဲ့သွားတာတော့မဟုတ်နိုင်အခုလာကဘာတို့ဖြူလူနဲ့လိုက်တဲ့ပုဂ္ဂိုလ်တွေဟာကိုယ့်ရဲ့ခန္ဓာကိုယ်အကာအကွယ်တွေအများကြီးလုပ်ကြရတယ်မဟုတ်လားအကာအကွယ်တွေအဝတ်အစားတွေဒီကအခုလက်ရှိအဝတ်နဲ့ဝတ်သွားလို့မရဘူးဝတ်သွားလို့မရဘူးအဝတ်အစားတစ်မျိုးတီထွင်ပြီးတော့သွားတယ်အဲ့ဒါလိုပဲတိခိမြတ်စွာဘုရားနဲ့အဘိဓုယဟန်တော်တို့မှာဗြဟ္မပြေကြွသွားတယ်ဆိုတာနေမိတယုတ်ဖန်ဆင်းပြီးတော့သွားရအောင်အကယ်၍နေမိတယုတ်မဖန်ဆင်းမဲ့နဲ့လူသဏ္ဍာန်တိုင်းသွားလို့မရဘူးပေါ့ဒါတော့မှန်တယ်နတ်တွေကလူပြေလာလို့ရှိရင်လေလူပြေနဲ့တင့်တော်တဲ့ယုံမျိုးဖန်ဆင်းပြီးတော့လာရတယ်ဒီတိုင်းလာလို့မရဘူးဗြဟ္မာတွေကလူပြေလာလို့ရှိရင်လေလူပြေနဲ့တင့်တော်တဲ့ယုံကိုဖန်ဆင်းရတယ်အဲ့ဒီလိုမှမဟုတ်လို့ရှိရင်သူတို့ယက်တီခြင်းကမစွမ်းနိုင်ဘူးဆိုပါစို့တန်ပတိဗြဟ္မာမင်းကြီးကရသော်ဘုရားက49ရက်ပြည့်တဲ့အခါတရားရဲ့လေးနက်မှုကိုဆင်ញင်စဉ်းစားအဲ့ဒီလိုဆင်ញင်စဉ်းစားလိုက်တဲ့အချိန်မှာအိုးတရားကလည်းအမတန်လေးနက်တယ်တတ္တဝါတွေငါဟောတဲ့တရားနားလည်မှာမဟုတ်ပါဘူးသူတို့ကကာမဂုဏ်အာယုစိတ်တွေထဲမှာပြောနေကြတာတရားဟောရင်ငါပဲပင်မမှာပဲဆိုတဲ့အတွေးလေးဝင်လာတဲ့အချိန်မှာတန်တိပြမကြီးကပြုတ်ခနဲ့ရောက်လာတယ်အဲ့ဒီလိုရောက်လာတယ်ဆိုတာဗြဟ္မာပြည်မှာနေတဲ့ဗြဟ္မာရဲ့ခန္ဓာကိုယ်မဟုတ်ဘူးလူပြည်ရောက်ရင်ရုပ်ချမ်းဖန်ဆင်းလာခဲ့ရဖန်ဆင်းလာပြီးတော့မြတ်စွာဘုရားရှေ့မှာလက်ဝဲဘက်ဒုကမြေကြီးကိုထောက်ပြီးတော့လက်ရဘက်ကမုတ်ဆိုးတိုင်းထိုင်တာပေါ့နော်ဒုတစ်ဖက်ထောက်ပြီးတော့မုတ်ဆိုးတိုင်းထိုင်ပြီးလက်ဥချီပြီးဘုရားကိုလျှောက်တာနိဗ္ဗာန်တကားကြီးဖွင့်တော်မူပါဆိုအဲ့ဒီမှာမုတ်ဆိုးတိုင်းထိုင်လို့ရအောင်ကဗြဟ္မာရဲ့ခန္ဓာကိုယ်အစစ်နဲ့ဆိုရင်ထိုင်လို့မရတခါတော့ကဟတ္တကဆိုတဲ့ဗြဟ္မာကြီးကလူပြေလာဘုရားရှိရောက်ပြီးတော့သူလာလိုက်တာကဗြဟ္မာပြေကရုပ်ပုံလွာတိုင်းသူကဒီလာတယ်လာပြီးတဲ့အခါဘုရားရှိမှသူကရက်မလို့ကြိုးစားတာရက်လို့မရဘူးတဲ့မြုပ်မြုပ်ဝင်သွားတယ်
ဘာဖြစ်လို့ရက်လို့မရတာတော့ဆိုတော့ပြမာရဲ့ခန္ဓာကိုယ်ကလူပြေကမြေလွှာတွေပေါ်မှာဆောက်ဦးတွေပေါ်မှာရက်လို့မရ